Cherry for you be that alo minglava. A sale sile sas with a canani viola. Tigniaro, a miago zabulo, pure de. The me mummy the Lisa Chornaga. Do ye do some kind of yoga John say you meet Havare? Say ye dimigo muro, alo the chongomi on Juzabi, Pija Bejimare. Obi mammy, the middle Shadi do so necessary ma. Ponzan do music at me. Namadega. အဲ့ဒီတွေးဆုံးတဲ့အခါမှာတိကနေရက်သွားတယ်ဆိုတာတစ်မျိုးသမီးအဲ့တိကနေရက်သွားတယ်ဆိုပုံစံမျိုးနောက်ပုံစံတစ်မျိုးကတွန်နေဆိုပုံစံတစ်မျိုးဒါနှစ်မျိုးနောက်နံပါတ်3ကတော့လာချာချာပြီးတော့မှရက်သွားတယ်သမီးအဲ့ဒီ3ခုနဲ့ပုံစံ1ဖြစ်တဲ့တိကနေရက်သွားတယ်နေခဲ့တော့ငါသွားတော့မယ်ဆိုတာမျိုးလို့ရက်သွားတာဟာလေအန်ဒီရှိပါတယ်နောင်တော့အခါတွေးမြင့်လေးမြင့်ဆိုတာဖြစ်တတ်ပါတယ်တွန်ပြီးတော့စုံတဲ့သူကြတော့လည်းပဲပြန်ပြီးနလန်ကိုမထူတော့ပဲနဲ့ဟဲတခါတည်းကိုဟိုတော့ဥပဒေတစ်မျိုးအခုတော့ဖြင့်သွေးစုံကင်လိုက်တာကျွန်းစုပ်ပြတဲ့တရားစီလိုပဲလို့ပြောတယ်သမီးရဲ့ဟုတ်ပြီသမီးအဲ့ဒီမှာလဲလေကျွန်းစုပ်ပြတဲ့တရားစီဆိုတာကစီစီလေးမတွေးလို့တွေးကြည့်ရင်ပြောင်းသွားတယ်ဆိုတဲ့အနဲ့အဓိပ္ပာယ်ပေါ်တယ်ဘယ်လိုတွေပြောင်းသွားတာလဲလို့မင်းစပင်းကြီးကျွတ်ပြီးပြောင်းသွားတာပေါ့သမီးသွေးစုံကင်ပြီဆိုရင်သွေးဆုံးတော့မဲ့အမျိုးသမီးများရဲ့လက္ခဏာသုံးခုဆရာကြီးပြောချင်ပါတယ်တစ်ကပူတုံချမ်းတုံဆိုတဲ့စကားနားလည်ရပါမယ်ပုံမှန်လူကချမ်းနေချိန်မှာကိုကရက်ခတ်နေခြင်းတယ်ပုံမှန်သူကအိုက်နေချိန်မှာကိုကအနွေးတွေနေခြင်းတယ်အဲသွေးဆုံးမဲ့သူရဲ့လက္ခဏာနှစ်စိုးရင်စိတ်ဒီအားငယ်စိတ်ဒီစိတ်တက်ကြစိတ်ဒီဝမ်းနေစိတ်ဒီပေါ်လာရင်အဲ့ဒါသွေးဆုံးကနေရဲ့လက္ခဏာပါပဲသူအသားအရည်တွေပြောင်းလာတယ်ဖောတတ်ရောင်တတ်အန်တတ်တယ်နောက်တစ်ခုကကိုယ်ပေါ်မှာမဲ့အနီတို့တင်းတိတ်တို့ကြာစုတို့တဘူတို့ထွက်လာတတ်တယ်နောက်ဆုံးအချက်ကတော့သိထင်ရှားတဲ့သွေးဆုံးကနေပြီဆိုရင်ရှေးကအဖြစ်လေးတွေပြန်ပြောရင်စီယာပတ်ကုန်းပြောနေတယ်အခုလောလောဆယ်တော်တော်ကြီးကင်ပြီးတော့ပြောလို့ရှာလို့ရှာမျက်မှန်ကြီးတက်ထားပြီးမျက်မှန်ပြောလို့ရှာလို့ရှာဒါဖြင့်အဲ့လိုသွေးဆုံးတာအတွက်ကာကွယ်ပြီးသားဖြစ်ကုသပြီးသားဖြစ်အောင်ဘာတွေစားရမှာလဲဆိုတာလေးဆရာကြီးပြောချင်ပါတယ်ဟုတ်ပြီအဲ့ဒီမှာစားရမှာနဲ့ရှောင်ရမှာကိုတွေးပြီးပြောချင်တယ်ဖန်ချိုတွေကိုရှောင်ရတယ်ဖန်ချိုတွေဆိုတာဘယ်လိုအားလဲလို့မေးရင်ဇီးသီးတို့မာလကာသီးတို့ဒညင်းသီးတို့ဂွေးကြိုသီးတို့ရေရှည်ကန်အစာတို့အဲ့ဒီလိုအစာတွေဓာတုပစ္စည်းပါတဲ့အစာတွေကိုဒီရွယ်မှာတက်တက်ရက်ရက်လေးနဲ့သွေးမဆုံးမီတစ်နှစ်လောက်ကျိုးပြီးတော့ရှောင်ထားတင်ပါတယ်အဲ့ဒီလိုရှောင်တဲ့အချိန်မှာဘယ်သူစားမလဲလို့မေးရင်အခါရဲ့အပွင့်လေးများကိုမှန်မှန်စားသုံးတင်ပါတယ်ခါတဲ့အပွင့်ဆိုတာမသိလို့သာကြော်ကြတာဖော်စားခြင်း12ရာသီရှိတယ်12ရာသီဘာကြောင့်ရှိလဲလို့မြင်စောင်းရာသီမှာပွင့်လာတဲ့မလွှပွင့်ဖက်တန်းပွင့်ဂွေးတော့ပွင့်အဲ့လိုအပွင့်လေးတွေဧကရေပွင့်ငရမ်းဘဒူပွင့်အဲ့လိုအပွင့်လေးတွေအချောက်လှမ်းထားပြီးနှစ်ပေါက်3နိုင်ပါတယ်လို့ပြောချင်ပါတယ်အဖန်ကိုရှောင်းအခါအပွင့်လေးတွေမှန်မှန်စားရင်ရာသီသွေးဆုံးတာတိတ်စိတ်ချရတယ်တသက်ရက်နဲ့ကိုတခါတည်းကိုမိုးဦးသေးတဲ့သူအပြူလေးနဲ့တူမှာပါနောက်တစ်ချက်ကရာသီသွေးမှန်သားလို့မှန်တယ်ဒါမဲ့သတိထားပါကြံသွားတာဘာကြောင့်ကြံသွားလဲလို့မေးရင်နောက်ဆုံးရက်လောက်ကြာလို့ရှိရင်တိတိတတ်တိုင်းနဲ့ခေါင်းလျှော်ချလိုက်တာပါပဲဘာကြောင့်လဲဆိုရင်နောက်နေ့မှာပွဲလန်းသဘင်ရှိဆိုတော့ကောင်းသွားစရာလဲစရာရှိဆိုတော့ကောင်းကြာရှည်စိတ်မစင်းကြံတော့ခေါင်းလျှော်ချတဲ့အဲ့ဒီအရွယ်ရလာတဲ့40ကျော်50တွေဟာခေါင်းလျှော်မတက်တာကြောင့်သွေးဆုံးကင်တာလည်းပဲရာနှုန်းတော်တော်များပါတယ်နောက်တစ်ချက်ကတော့ရာသီပေါ်ချိန်မှာစိတ်အပင်ပန်းခံတယ်နော်တွေးလိုက်လို့ရှိရင်မအေးတာတွေတွေးသမျှဆွေးနေရတယ်အဲ့ဒီစိတ်ကဖြီးစည်းမှုရုပ်ပိုင်းဆိုင်ရာမှာအလေးအပင်ကိုငေစင်ရလို့ခါကုန်းပြီးတော့ညှစ်မတာတို့နော်တွန်းတာတို့ကိုတွေးစိုးညင်မှာအထူးရှောင်ရပါမယ်အေးဒါဆိုလို့ရှိရင်ခုနကတော့အခါအပွင့်လေးတွေကိုတုပ်စားတယ်လို့အဲ့ဒီပြုတ်စားတယ်လို့သို့မဟုတ်ဟင်းကြီးချက်စားတယ်လို့အနည်းဆုံးချင်းချက်စားလေတဲ့ဥမာကနဖောရွက်လို့ဆိုရင်ချင်းလေးချက်စားရင်သိကောင်းတာဒါဖြင့်ဘာလေးဆောင်ရွက်ဖို့ကောင်းသေးလဲလို့မင်းဒီရွယ်မှာတင့်နဲ့လေ့ကျင့်ခန်းလေးတခုမျှတတဲ့လေ့ကျင့်ခန်းလေးဆောင်ရွက်တင်ပါလေချွေးလေးဆို့လာမယ်ရေချိုးကနေမှန်မှန်လုပ်တင်ပါလေလမ်းလေးလျှောက်ပေးမယ်သိကောင်းတဲ့အသက်ရှူလို့လည်းရတယ်အဲ့ဒီလိုတင့်မျှတတဲ့လေ့ကျင့်ခန်းလေးလည်းမှန်မှန်လုပ်မယ်အခုဆရာကြီးအကြံပေးတဲ့တင်ပြချက်လေးတွေကိုဆောင်ရွက်မယ်ဆိုရင်တော့
ကျမ်းမာခြင်းနဲ့ညီညွတ်လာပါလိမ့်မယ်လို့ဆရာကြီးကူညီလန်းညွှန်ပြောကြရင်ညီကုန်းချိုးလိုက်ပါတယ်အားလုံး